မင်္ဂလာပါရှင်။ The Hakka Time မြန်မာဘာသာစီစဉ်မှပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့အေးလက်နက်ကိုင်အဖွဲ့မှ၄လအတွင်းဖမ်းဆီးထားသောဆလိုင်းအောင်ဆိုအားပြန်လွှတ်ကြောင်းသိရှိရပါတယ်။ချင်းလူမျိုးဆလိုင်းအောင်ဆိုသည်အေးလက်နက်ကိုင်အဖွဲ့မှ၄လနဲ့16ရက်အကြာဖမ်းဆီးထားပြီးမှပြန်လွှတ်ပေးတယ်လို့သိရှိရပါတယ်။ဆလိုင်းအောင်ဆိုသည်2020ခုနှစ်ဇူလိုင်လ29ရက်နေ့တွင်အေးလက်နက်ကိုင်အဖွဲ့မှဖမ်းဆီးထားပြီး2020ခုနှစ်ဒီဇင်ဘာလ15ရက်နေ့ညနေတနာရီခန့်တွင်ပြန်လွှတ်ပေးပါတယ်။အေးလက်နက်ကိုင်အဖွဲ့ကောင်းဆောင်များကဆလိုင်းအောင်ဆိုကိုဖမ်းဆီးထားတဲ့ကာလအတွင်းကျွန်တော်တို့ကမဖမ်းထားဘူးလို့ပြောကြပါတယ်။ KACC ကဆလိုင်းအောင်ဆိုပြန်လွှတ်ပေးတဲ့အတွက်မိသားစုကိုစားကျေးဇူးတင်ပြီးသူပြန်လွှတ်ရန်ကူညီသူများအားလုံးအပေါ်ကျေးဇူးတင်ကြောင်း KACC မှ2020ခုနှစ်ဒီဇင်ဘာလ16ရက်နေ့တွင်ထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်ပလောဝမြို့နယ်နဲ့ရခိုင်ပြည်နယ်အတွင်းရှိတပ်သားများနဲ့အေးလက်နက်ကိုင်များတိုက်ခိုက်မှုကြောင့်အပြစ်မရှိသောရွာသူရွာသားများဖမ်းဆီးခြင်းကိုတပ်သားများဖြစ်စေအေးလက်နက်ကိုင်များဖြစ်စေအများဆုံးပြန်လွှတ်ပေးပါရန်တောင်းဆိုပြီးတော့ KACC မှထပ်မံ၍ထုတ်ပြန်ချက်ထုတ်ပြန်ထားပါတယ်။ဤသတင်းနဲ့ပတ်သက်ပြီး KACC နဲ့ RRCCI မှပြောရေးဆိုခွင့်ရှိသူမတ်နန်းဝေကဒီဇင်ဘာလ12ရက်နေ့တွင်အေးလက်နက်ကိုင်အဖွဲ့မှဆလိုင်းအောင်ဆိုမိသားစုများကိုအများမသိအောင်ပြန်လွှတ်ပေးမိဟုဆက်သွယ်ပြီးဒီဇင်ဘာလ15ရက်နေ့ညနေတနာရီခန့်တွင်ပလောဝမြို့နယ်သို့ရောက်ရှိလာတာဖြစ်ပါတယ်။ဆလိုင်းအောင်ဆိုနဲ့မဆက်သွယ်နိုင်သောကြောင့်အကြောင်းစုံလင်စွာမသိသေးပါဘူးလို့ Hakka Time ကိုပြောပြခဲ့ပါတယ်။ဆက်လက်ပြီးတော့Hakkaမြို့ပေါ်တွင် COVID-19 ရောဂါတွေ့လူနာ2ဦးထပ်တိုးကြောင်းသိရှိရပါတယ်။ဒီနေ့မြို့မှာပြန်လာသူအမျိုးသမီးတဦးနဲ့ရန်ကုန်မှာပြန်လာသူအမျိုးသားတဦးထံ2020ခုနှစ်ဒီဇင်ဘာလ16ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိပြီးစုစုပေါင်း positive လူနာ73ဦးရှိရလို့သိရှိရပါတယ်။ GTI တွင် facility quarantine ထားရှိသောရန်ကုန်မြို့မှာပြန်လာသူတဦးနဲ့စင်တာထဲကိုခန်းတွင် quarantine ဝင်သူအမျိုးသမီးတဦးကိုဒီဇင်ဘာလ16ရက်နေ့တွင် RDT မှစစ်ဆေးမှုပြုလုပ်ပြီးယခုလိုပိုးတွေ့ရှိရဖြစ်ပါတယ်။ယခုတိုင်းရင်းစေးရုံတွင်ကုသမှုခံယူနေပါတယ်လို့Hakkaမြို့ရုံးမှသိရှိရပါတယ်။ဒေသအတွင်းကိုဗစ်ရောဂါကူးစက်မှုများပြားလာသောကြောင့်အသွာအလာနေထိုင်မှုများပိုပြီးဂရုစိုက်ကြရန်လိုအပ်ကြောင်းHakkaမြို့နယ်ရုံးကဖော်ပြထားပါတယ်။လူချင်းမင်းတို့၏လုပ်ငန်းဆောင်ရများကိုကြော်ညာထည့်သွင်းလိုပါက The Hakka Time မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်။ The Hakka Time Facebook page နဲ့ YouTube channel တို့ကိုလည်း like, follow, share and subscribe လုပ်ပေးဖို့တိုက်တွန်းလိုပါတယ်။ဒီကနေ့ The Hakka Time မြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲဆုံးသက်တော့မှာဖြစ်ပါတယ်။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေရှင်။ကျွန်မချယ်ရီပါ။